Hello အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီလိုဗီဒီယိုပေါ့နော်ဒီရုပ်ရှင်နဲ့ပတ်သက်တဲ့ဓာတ်ဝိနဲ့ပတ်သက်တဲ့ဗီဒီယိုမျိုးကိုကျွန်တော်အဲ့လိုလှုပ်ချင်ခဲ့တာကြာပြီအရင်ဒီတိုင်ရွာနဲ့ဂျော်ရှူအာဖန်ပွဲမတိုင်ခင်နဲ့လှုပ်ချင်ခဲ့တာဗျာတိုင်ရွာနဲ့ဂျော်ရှူအာဖန်ပွဲမတိုင်ခင်အဲ့ဒီဂျော်ရှူအာဖန်နာမည်ကြီးနေတယ်အရင်နာမည်ကြီးနေပြီဗျာသိလားအဲ့ဒီအချိန်မှာကျွန်တော်ဂျော်ရှူအာဖန်ကိုမြင်ရင်းနဲ့ဘာလို့သတိရသွားလဲဆိုတော့မိုက်ကယ်ဘီဂျော်ဒန်ခရီကိုသတိရသွားတယ်မိုက်ကယ်ဘီဂျော်ဒန်ခရီဆိုတာဗျာဒီRocky ဆိုတဲ့ဒီလက်ဝဲ့ရုပ်ရှင်တွေ franchise တဲ့ရုပ်ရှင် franchise တဲ့ကဒီ Apollo Creed ပေါ့နော် Rocky ကားတွေတဲ့ Apollo Creed ဆိုတဲ့ character ရဲ့တားအကြောင်းကိုရိုက်ထားတဲ့လက်ဝဲ့ရုပ်ရှင်တွေပေါ့နော် Rocky franchise ကစုစုပေါင်း6ကားထွက်တာတယ် Rocky က6ကား Creed က3ကားစုစုပေါင်း6ကားပေါ့နော်မကြည့်ရသေးဘူးဆိုရင်တော့ကျွန်တော်ကကြည့်စေချင်တယ်အဲ့ဒီကားတွေကအရန်ကောင်းတယ်လူတစ်ယောက်အညာတရဘဝနေပြီးတော့ဒီအောင်မြင်သွားတဲ့အထီကိုဖြစ်သွားတဲ့အကြောင်းအရာတွေကိုရိုက်သွားတာသူကခွန်အားတွေလည်းရတယ်ဗျာသိလားကျွန်တော်တော့ကတော့အချိန်ပေးရကြိုနှက်ခဲ့တဲ့ကားတွေဖြစ်ပါတယ်ကျွန်တော်ဂျော်ရှူအာဘန်မြင်ပြီးဘာလို့ပိုလိုခရီကိုတတိယလဲဆိုတော့ပိုလိုခရီရဲ့သားခရီကိုတတိယလဲဆိုတော့ဒီခရီရုပ်ရှင်ကိုကြည့်ပြီးတော့သိမှာပါသူကလူမဲကာရိုက်တာဂျော်ရှူအာဘန်လို့ကိုလုံးကိုပေါပုံစံပဲဒါပေမဲ့လူမဲကာရိုက်တာဆိုတော့ပိုထွားတယ်ပေါ့ဗျာသိလားဒီလက်ဝဲလေထိုးတာလည်းပါတော့ကျွန်တော်တုံးအောင်ပြင်းမြင်မိတယ်ဗျာပြင်းမြင်ပြီးတော့ခရီကောက်ကိုကျွန်တော်ရုပ်ရှင်အကြောင်းကိုမကြည့်ရသေးတဲ့လူတွေညှိုးမယ်ပေါ့နော်ကျွန်တော်အဲ့လို essay ကူးနဲ့ထားခဲ့ဒါပေမဲ့ကျွန်တော်ဒီနေ့ညမှာခရီကားမဟုတ်ဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်ပြန်ကြည့်ဖြစ်လိုက်တာ Rocky ကားတွေကိုပြန်ကြည့်ဖြစ်တာဖြစ်သွားတယ်ဒါပေမဲ့ Rocky ကားတွေကိုပဲစကြည့်တာအကောင်းဆုံးပဲလေကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့အဲ့တော့ကျွန်တော် Rocky ကားတွေနဲ့ပဲ Rocky ကားတွေရဲ့ရှေ့ဆုံးကပေါ့နော်1986ကထွက်ခဲ့တဲ့ Rocky number 1ပေါ့နော်ကျွန်တော်အဲ့ကားအကြောင်းကိုကျွန်တော်ဒီနေ့ပြောမှာဖြစ်ပါတယ်ကျွန်တော်ဘာလို့တခြားကားတွေလက်ဝိနဲ့ပတ်သက်တဲ့တခြားကားတွေဘာလို့မပြောလဲဆိုတော့လက်ဝိနဲ့ပတ်သက်တဲ့တခြားကားတွေကကောင်းတယ်ဗျာဒါပေမဲ့ဥမာနေနဲ့ပြောရမယ်ဆိုရင်ဗျာဒီ$1 million baby ဆောက်ပေါ်တို့အလီတို့တုံဟာရီရိုက်ခဲ့တဲ့ဝါရီယာတို့ပါတော့အဲ့လိုမျိုးဗျာလက်ဝိနဲ့ကားတွေကသူ့ဇလန်နဲ့သူရှိတယ်ဗျာကောင်းတယ်ဗျာဒါပေမဲ့ဒီအညာတရဘောကနေပြီးတော့အောင်မြင်တဲ့အကြောင်းပေါ့နော်ဒီဂျော်ရှူအာဘန်လိုပုံစံမျိုးလေးပေါ့နော်အဲ့လိုအရာမျိုးကိုကျွန်တော်ကဒီ Rocky franchise ထဲမှာမြင်ရတယ်ဗျာဒီကကျွန်တော်ပိုခံစားရတယ်ပြီးတော့လေဒါဟိုပဲဒီရုပ်ရှင်တွေပဲကျွန်တော်ပြင်းမြင်လာတာအားကြောင့်မို့လို့ဒီရုပ်ရှင်တွေကိုကြည့်တင်ပါတယ်ကျွန်တော်အဲ့လိုညွှန်းချင်ပါတယ်ဒီ Rocky 1986ပေါ့နော်ဒီရုပ်ရှင်ကားကကြည့်ရတာကပေါ့ပပနဲ့အရန်ကောင်းတဲ့ကားလေးတစ်ကားပါဒီဇလန်ထဲမှာဘာမှအများကြီးခေါင်းတွေလည်းရှုပ်ခံစရာမလိုကာရိုက်တာ9ယောက်ပဲအဲ9ယောက်ကိုတိပြီးတော့ပေါ့ပကြည့်ရင်လည်းဒီစိတ်ပန်းဖြေလို့ရပါတယ်အဓိကအဖြစ်တော့ကာရိုက်တာ9ယောက်ကိုကျွန်တော်ပြောပြပေးပါနော်ပထမကတော့အဓိက Rocky ပေါ့ Rocky ကဒီအီတလီဖီလာဒယ်ဖီးယားဒီအီတလီရပ်ကွက်လေးမှာပေါ့နော်နေပြီးတော့သူကဒီလက်ဝဲအောက်ပွဲလေးထိုးတတ်တဲ့လူမျိုးသူကတော့နုံချာချာပဲဗျာဒါပေမဲ့ရိုးသားတယ်သူရဲ့ပုံစံကအလောက်ကန်ရမရှိဘူးသူဘာလုပ်လဲဆိုရင်တော့လူမိုက်တွေခိုင်းတဲ့အလုပ်ပေါ့နော်အကျွေးတောင်းဆိုတောင်းတဲ့အလုပ်လေးလုပ်ပြီးတော့သူအဲ့လိုပတ်စံရှာတယ်ပြီးရင်နှစ်ပတ်တစ်ခါအောက်ပွဲလေးထိုးပြီးတော့ပတ်စံရတယ်သူလူကောင်ကလည်းထွားတယ်လူမိုက်တွေခိုင်းကျင်စရာပဲပေါ့နော်လူမိုက်တွေပေါင်းကျင်စရာလူမျိုးဖြစ်တယ်သူမှာကသူနားလေတဲ့အရာတစ်ခုပေါ့နော်သူစိတ်ထဲမှာတတ်မှတ်ထားတဲ့အရာတစ်ခုရှိတယ်အဲ့ဒါသူ့လိုဂျယ်လီဘီတယောက်ကလက်ဝဲထိုးတဲ့ဝါသနာတာမရှိလို့ရှိရင်ဘာမှမဟုတ်တဲ့ဂျယ်လီဘီအဖြစ်ဖြစ်သွားလိမ့်မယ်ပေါ့နော်သူ့ကိုသူနားလဲထားတဲ့အရာပေါ့ဒုတိယတစ်ယောက်ကတော့ Adrian ပေါ့နော် Adrian ကျတော့ Rocky ကြိုက်နေတဲ့ကောင်မလေးပေါ့နော်သူကပတ်လျှော့ဒီတရိတ်ဆန်ဆိုင်လေးမှာလှုပ်တယ်ဗျာအလုပ်တယ် Rocky ကတော့အဲ့ဒီမှာဖုန်ချောင်လေးရှိတယ်ပေါ့နော်အဲ့ဒီကောင်မလေးကရှက်တတ်တယ်ယုံကြည်မှုလည်းနည်းတယ်သူ့အကိုပေါ်လီဆိုတဲ့လူကသူ့ရဲ့ဖိအားရည်နဲ့နေရတယ်ပေါ့နော်သူ့ကိုပေါ်လီကမူးတက်တယ်အဲ့မူးတက်တယ်ရစ်တက်တယ်အဲ့လိုမျိုးဖိအားရည်နဲ့သူကနေထိုင်ရတယ်ဒါပေမဲ့ Rocky ရဲ့ချစ်ချင်းမေတ္တာနဲ့ဒီသူ့တန်မိုးထားတဲ့စာနာစိတ်တွေကိုသူကမြင်ရတယ်မြင်တက်တယ်ပေါ့နော်မြင်တက်ပြီးတော့နောက်ပိုင်းမှာတော့ Rocky ကိုချစ်သွားခဲ့တယ်တတိယတစ်ယောက်ကတော့ပေါ်လီပေါ့နော်ခုန Adrian ရဲ့အကိုရမူးတယ်ပညာနည်းတယ်စကားတွေကလည်းရိုင်းတယ်သူကအသားတက်ယုံပေါ့နော်ဒီအမဲသားတွေပေါ့နော်အမဲသားတွေကိုဖြတ်ကားတဲ့အယုံသားတက်ယုံဆိုတာအသားဖြတ်တဲ့ယုံကြီးပေါ့နော်အဲ့လိုယုံကြီးမှာသူကအလုပ်လုပ်တယ်ပြီးရင် Rocky ကိုလည်းခင်မင်းရင်းနှီးတယ်သူကသူမူးတယ်ဆိုပေမဲ့ခင်မင်းရင်းနှီးတယ်သူညမနဲ့လည်းသူကအောင်သွယ်ပေးဖို့ကြိုးစားတယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့စရိုရာမြောက်ပေါ့နော်စရိုရာမြောက်၄ယောက်မြောက်ကကြတော့ဒီမိုက်ကီဆိုတဲ့အဖိုးကြီးမိုက်ကီကကြတော့ Rocky ရဲ့နီးပြပေါ့နော်သူကပထမပိုင်းမှာတော့ Rocky ကိုစိတ်ဝင်စားပြီးသိလားအစပိုင်းမှာ Rocky ကိုမသိတယ်လို့ပဲနေတယ်ဘာမှကူညီမှုတွေပိုင်းမလုပ်ဘူးပေါ့နော်အဲ့လိုမျိုးသိရမလားတိတ်ပြီးတော့ Rocky ကိုတိတ်ဖတ်မလုပ်ဘူးပေါ့နော် Rocky ကလည်းအဲ့တော့ကလေးကချီတာပဲဆိုတော့အဲ့လိုပုံစံမျိုး Rocky ကိုခီးမဆိုင်ခဲ့ဘူးနောက်ပိုင်းမှာ Rocky ရခဲ့တဲ့အခွင့်အရေးပေါ့နော်အဲ့ဒီအခွင့်အရေးကို
သူကအကောင်းဆုံးပံ့ပိုးနိုင်အောင်လို့ကူညီခဲ့တယ်ရော်ကီကိုတားတဖွဲချစ်ခဲ့တယ်ဒါပေမဲ့သူကစကားတွေကိုခက်ကြမ်းကြမ်းပြောတယ်ခက်ကြမ်းကြမ်း training တွေပေါ့နော်ရော်ကီကလည်းအတက်နိုင်အောင်လုပ်နိုင်ခဲ့တယ်ပေါ့နော်ပြီးတော့9ရောက်မြောက် character 9ရောက်မြောက် character အပိုလိုခရီခုနကျွန်တော်ပြောချင်ခဲ့တဲ့ခရီရဲ့အဖေပေါ့နော်ခရီတို့ဘာလို့မမွေးသေးတဲ့ကာလတွေပေါ့အပိုလိုခရီကကြတော့လက်ဝဲကမ္ဘာလက်ဝဲချန်ပီယံကြီးဗျာသူကအရန်ချမ်းသာတယ်ယုံကြည်မှုတွေလည်းကြီးတယ်သူကလက်ဝဲတပွဲပြီးလို့ရှိရင်အနားယူချင်နေတဲ့လူတစ်ယောက်အစာပိုင်းကရိုကီကဒီလိုမျိုးပေါ့လက်ဝဲထိုးတာတွေပြရတယ်ဒီဒူမိုက်တွေခိုင်းတာကိုလောက်တာကိုပြရတယ်ပေါ့နော်ပြရဆိုပေမဲ့သူ့ရဲ့စိတ်ရင်းစိတ်ကောင်းတဲ့ပတ်သက်တဲ့အရာတွေကိုလည်းသူပြသွားတယ်ပေါ့နော်ဥပမာဘယ်လိုမျိုးလဲဆိုတော့အမှရက်ကွက်ထဲမှာပေါ့နော်ဒီညဘက်မှာ12နှစ်ကောင်းမလေးပေါ့နော်တခြားဂျလီဘီကောင်လေးနဲ့ပေါ့အဲ့လိုမျိုးဆေးလီတောက်လမ်းထောင်လေးမှာအဲ့လိုမျိုးပေါ့နော်တယုံယုံပေါ့နော်အမေရိကန်စတိုင်အထာတွေပဲဒီရုပ်ရှင်တွေမှာမြင်ရတဲ့ပုံစံအတိုင်းပဲပေါ့နော်အဲ့လိုမျိုးလုပ်အဲ့လိုစိုးသွမ်းနေတော့သူကလည်းကောင်မလေးကိုခင်တော့ကောင်မလေးဆွဲခေါ်လာပြီးသူတီးတဲ့သူစုံမစကားတွေပေါ့နော်သူပြောတာဟိုကိုပေါ့နော်ဂုံသိက္ခာမရှိအောင်မလုပ်ကြဘူးပေါ့နော်လူတွေကပါဇက်ပြားမှာဘယ်လိုဖြစ်သွားမလဲပေါ့နော်ငယ်ငယ်လေးနဲ့ကိုအေးဆေးလို့ရီးစားလည်းမထားနဲ့တော့ဘာညာပေါ့နော်သူကတော်ကီတွေပြစ်ပြီးတော့ကောင်မလေးအိမ်ကိုပို့ပေးလာကောင်မလေးကတော့သူ့ကိုလက်ကလေးထောင်ပြတယ်ခတ်ဆိုးဆိုးလေးတွေပဲပေါ့နော်ဒါပေမဲ့သူအဲ့လိုမျိုးပေါ့နော်သူဘယ်လိုအဓိကကတော့သူ့ဘက်ကစိတ်ကောင်းရှိတယ်ဗျာတဲ့လူပတ်ဝန်းကျင်ကိုသူကောင်းစေခြင်းနဲ့ဆိုရဲစိတ်နေစိတ်ထားနဲ့လူတစ်ယောက်အဲ့လိုပုံစံမျိုးရိုးသားသားနဲ့အသက်နိုင်ဆုံးနေတယ်အဲ့လိုမျိုးသူကအဲ့လိုမျိုးလူမိုက်တွေနဲ့လှုပ်တဲ့ပြီးအားရင် Adrian ရှိတယ်ဒီပတ်ရှော့ကဒီတိရစ္ဆာန်ကောင်လေးမှာသူဝယ်ထားတယ်လိတ်လေးတစ်ကောင်နဲ့ငါးလေးနှစ်ကောင်နဲ့ငါးလေးတစ်ကောင်ဝယ်ထားတယ်ဝယ်ထားပြီးတော့သူကအမှဖွန်ကြောင်နဲ့ပေါ့နော်ဖွန်ကြောင်နဲ့အစာလေးတွေဝယ်တာပေါ့အစာလေးလိပ်စာလေးတွေသွားဝယ်ရင်းနဲ့သူပြောတဲ့စကားပေါ့ဟာတာလေးတွေပြောမင်းကြောင့်မင်းရဲ့လိပ်စာကားတဲ့ဟိုပရွက်စိတ်တွေတဲ့ပိုးဖလန်တွေပိုများတယ်ပေါ့နော်ကျင်းထည့်ထားတယ်ပေါ့နော်သူပြောချင်တာအဲ့ဒါကြောင့်ငါ့လိပ်ကချောင်းဆိုးသွားတယ်ပေါ့နော်ဘယ်လိုလုံးမလဲဖာညာသူအစနောက်အဲ့လိုမျိုးAdrian ကတော့ရှက်တော့ကြည်လည်းမကြည်ပါဘူးနောက်တော့ပေါ်လီကိုပြောမင်းညမမရောက်ကွာလိုက်ရခက်ခဲဖာညာနဲ့အမှဟိုပေါ်လီကလည်းကျေးဇူးတော်နေမှာသူ့Adrian နဲ့ထိတ်ခွင့်ပေးတာပေါ့နော် Adrian ထွက်အောင်လို့ပြင်လေးပါထွက်ဆိုပြီးတော့အိမ်မှာရှိတဲ့ Adrian ကအိမ်မှာပဲကြက်စင်ကြီးလားမသိသူကလှုပ်ရှားဖို့အဲ့တော့ကြက်စင်ကိုပေါ်လီကလွတ်ပစ်ပြီးတော့အပြင်ထွက်ခိုင်းတာပေါ့နော်အဲ့ကြသူဒိတ်ဖြစ်သွားတယ်ဒိတ်ဖြစ်သွားရင်ဒိတ်ဖြစ်တဲ့နေ့မှာပဲ Rocky နဲ့စကြိုက်သွားခဲ့ကြိုက်ပြီးတော့ကောင်းပါတယ် Rocky Adrian ကရုပ်လည်းမချောဘူးရုပ်ကစိုးတယ်တဲ့တော့ပါအောင်ပဲဗျာဒါပေမဲ့Rocky မြန်မာတော့ချစ်စရာလေးပေါ့နော်ဒါပေမဲ့တကယ်တမ်းဆိုရင်တော့ Adrian လို main ကလေးမျိုးပေါ့နော်ကျွန်တော်ရဲ့အမြင်အရပြောရရင်တော့အဲ့လို main ကလေးမျိုးတွေကယောက်ျားလေးတွေအတွက်အဆင်ပြေဆုံးပဲဗျာသိလားစိတ်လုံခြုံမှုပေးတယ်သူကသူယုံကြည်မှုနဲ့ပြီးရှက်တာပဲသူမှစဉ်းစားဆင်ခြင်ဉာဏ်နဲ့လူကောင်းသူကောင်း main ကလေးမျိုးပေါ့နော်အဲ့လိုမျိုးလေးကိုမြင်ရတယ်Rocky ကတော့အဲ့လိုအတွက်ချက်တွေပိုင်းနဲ့ကြိုက်တာတော့မဟုတ်ဘူးသူကတော့ရိုးတန်းတန်းချစ်ကြိုက်သွားတဲ့ပုံစံမျိုးဘာလို့ကျွန်တော်ဒီ Adrian အကြောင်းအဲ့လိုမျိုးပြောလဲဆို Adrian နောက်လာမဲ့ကားတွေမှာလည်းသူရဲ့ main ကောင်းတယ်ပေါ့နော်မျိုးသမီးတယောက်တွေနဲ့ Rocky ပေါ်မှာအင်အားဖြစ်စေခဲ့တဲ့ကောင်းခဲ့တဲ့အခန်းတွေအများကြီးရှိလို့ပေါ့ပြီးတော့ Rocky ကသူကပထမကဒီလက်ဝဲ training ပေါ့နော်သူ training Mikey အဖိုးကြီးပေါ့နော်အဖိုးကြီးရှိတဲ့ဒီ training ကွင်းမှာသူကသွားပြီး training ဆင်းတယ်သူ့မှာ locker ကြီးလည်းရှိတယ်သူပစ္စည်းတွေသိမ်းတဲ့ locker ကြီးပေါ့နော်အဲ့ locker ကြီးကဖယ်ခံလိုက်ရတယ်အဖိုးကြီးကမင်းကအရေးမပါတဲ့ကောင်ပေါ့နော်မင်းကပါဒီမှာငါချန်ပီယံတွေမွေးထုံနေမင်းကခရမ်းကျင်ဒီတက်ပဲပေါ့နော်သူကအဲ့လိုမျိုးပေါ့နော်စကားပြောအရန်ကြမ်းတဲ့ Mikey ကသူ့တယ်ပဲလို့ပြောခဲ့တယ်သူကလည်းMikey ကိုနာကြီးမှုတွေနည်းနည်းတော့ရှိသွားတာပေါ့နော် Rocky ဘက်ကလည်းသူစိတ်နာသွားတာတွေရှိတယ်ဗျာစိတ်နာတာစိတ်ခူးတာတွေတော့ရှိတယ်ဒါပေမဲ့ကံကောင်းကျင်တော့တရက်မှာဒီ Apollo Creed ပေါ့နော်တကယ်နာမည်ကြီးတဲ့ချန်ပီယံကြီးကဒီဒီဇယ်မှာလာပေါ့နော်ဒီ Philadelphia မှာပွဲလုပ်မယ်သူရဲ့နောက်ဆုံးပွဲအနေနဲ့ပေါ့နော်ဖြစ်ချင်တော့သူ့ရဲ့ပြိုင်ဘက်ကအခက်မသိပဲနဲ့ accident ဖြစ်သွားတယ်ပေါ့နော်ပြိုင်ဘက်အခက်မသိပဲ accident ဖြစ်တဲ့အခါမှာသူကနောက်ဆုံးထိုးမဲ့လူတွဲဘက်ကိုဒီဘယ်လိုလုပ်ကြမလဲပေါ့နော်သူတွဲဘက်တောင်ဖြစ်တယ်ဒီသူနဲ့ထိုးမဲ့လူကိုရှာဖွေတာပေါ့နော်ရှာဖွေတဲ့အခါမှာစဉ်းစားရခက်လူကလည်းရှာလို့အစင်ရှာတာလည်းမတွေ့ပေါ့နော်လိုက်ဖက်မဲ့လူကမတွေ့အဲ့လိုတိုင်ပတ်နေတဲ့အချိန်မှာ Apollo Creed ကိုယ်တိုင်က idea တစ်ခုရသွားအဲ့ idea ဘာလဲဆိုတော့ American Dream ပေါ့နော် American Dream ဆိုတာဘာလဲဆိုတော့ဗျာအခွင့်အရေးပေါ့နော်ဒူတိုင်းကအမေရိကန်ကအခွင့်အရေးတွေချပေးတယ်ပေါ့နော်အဲ့အရာပေါ့နော်ဒူတိုင်းယုံကြည်နေဖို့တိုးတယ်ပေါ့နော်သူကအဲ့ဒါကိုကြွားလုံးထုတ်ပြီးတော့သူကဖန်တီးပေးမယ်ပေါ့နော်အဲ့တခုပေါ့နော်အဲ့ဒါနဲ့သူက
အညာတရတယောက်ကိုသူထိုးမယ်ပေါ့နော်အညာတရလက်ဝဲသမားတယောက်သူထိုးမယ်အဲ့ကောင်ကနိုင်ဒီဖြစ်စေရှုံးဒီဖြစ်စေပေါ့နော်သူကတော့နိုင်မယ်လို့တော့မယုံကြည်ဘူးပေါ့နော်သူကငကိုတဲ့ယုံကြည်မှုကကြီးတဲ့လူတယောက်ဆိုတော့အဲ့တော့သူ့နိုင်မယ်လို့ယုံကြည်မှုကြီးတယ်လေသူကငကိုတဲ့ချန်ပီယံဆိုတော့သူ့နိုင်မယ်လို့ဘယ်သူမှမထင်ဘူးပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါသူကညာတရကိုထိုးမယ်ဆိုပြီးတော့ဒီ Philadelphia မှာရှိတဲ့လက်ဝဲသမားတွေပေါ့နော်အညာတရတွေသူရှာဖွေတယ်စာရွက်တွေလမ်းပြီးရှာဖွေရင်းနဲ့ဒီ Rocky ရဲ့ဒီဂုံသတင်းနာမည်ပေါ့နော်ဒီအဲ့နာမည်ယူသူသွားတွေ့တယ်ဒီအီတလီမြင်းရိုင်းဆိုတာအဲ့လိုပုံစံမျိုးသူကအဲ့ဒါကြီးကနာမည်ကလှတယ်ပေါ့နော် Rocky ကလည်းသူကလည်းနာမည်ကိုလှပြီးပေးထားသူ့နာမည်အဲ့နဲ့သူ့ခေါ်ပြီးတော့ဒီကောင်ကရွေးချယ်တယ်ကွာဆိုပြီးဒီအီတလီကောင်ဆိုပြီးတော့ရွေးချယ်လိုက်တဲ့အချိန်မှာ Rocky ကပထမသူ့ Rocky ကို Apollo ရဲ့ Creed ရဲ့ manager တွေကစကားလာပြောတဲ့အချိန်မှာ Rocky ကပထမတော့ရှိန်သွားပြီးတော့တဲ့မှာတကယ်ကမ္ဘာချန်ပီယံနဲ့သူကထိုးရမှာဆိုတော့ပထမသူညင်းသေးတဲ့အချိန်မှာဟိုကအမေရိကန်ဒရင်းအကြောင်းပြောပြလိုက်တဲ့အချိန်မှာသူကအခွင့်အရေးရတဲ့အချိန်မှာနော်အခွင့်အရေးနှခါမလာတတ်ဘူးပေါ့နော်သူရအောင်ထိုးမယ်ဆိုဆုံးဖြတ်ပြီးကိုယ့်အကိုလေ့ကျင့်အဲ့ဒီအချိန်မှာသူ All-Star Finale နဲ့ပေါ့နော်အဲ့ဒီ Philadelphia Museum ရဲ့လေကားတွေပေါ့တက်မနက်စောကြီးမှာကြောက်လေးတွေစားပြီးတော့ဒီဈေးတွေတရောက်တွေအဲ့လိုမျိုးပတ်ပြေးအဲ့လိုမျိုးအိုက်ခန်းတွေတချင်းတီးလုံးနေနေပေါ့နော်အဲ့ဒီခန်းတွေကတော့အရန်ပေါက်တဲ့ဇဝင်ခန်းတွေပေါ့နော်ဒီ YouTube တို့ Facebook တို့မှာခဏမြင်ရတတ်တယ်အဲ့လိုမျိုးပေါ့နော်အဲ့မှာလေ့ကျင့်ခန်းတယောက်တည်းလုပ်တဲ့အချိန်မှာမိုက်ကီပေါ့နော် training ဘိုးတော်ကြီးကသူ့ရဲ့အခန်းကိုလာပြီးသူ့စကားလာပြောလဲဆိုတော့သူ့ရဲ့အတွေ့အကြုံတွေပြောပြတာပေါ့နော်ငါနဲ့50လောက်ရှိပြီတဲ့ဒီလက်ဝဲလောကထဲမှာပေါ့နော်ငါပြီးရင်သူ့ရဲ့အမာရွတ်တဲ့သမိုင်းကြောင်းကိုသူကပြောပါလေရောမာရွတ်တဲ့သမိုင်းကြောင်းပြောတဲ့အချိန်မှာ Rocky ကခမည်းကတဲ့ Rocky ကပထမတော့သူပြောတဲ့စကားတွေကိုနားထောင်ပြီးတယ်ပေါ့နော်မပြောရဘူးပြအဖိုးကြီးလည်းဖြစ်တယ်သူ့ဆရာလည်းဖြစ်ခဲ့တဲ့လူဆိုတော့မပြောရသူအိမ်သားထဲဝင်ပုံတယ်အိမ်သားဝင်ပုံကြီးအဖိုးကြီးပြန်သွားတဲ့အချိန်ထင်ပြန်ထွက်လာကြအဖိုးကြီးရှိသေးတယ်ပြီးတော့မှအဖိုးကြီးကသူ့ကြည့်တဲ့အချိန်မှာသူနဲ့စကားမပြောချင်ဘူးပေါ့နော်သူ့စိတ်နာနေစိတ်ခုနေတယ်ပေါ့နော် Rocky ကအားနဲ့သူအဖိုးကြီးကဆင်းပြီးတကားပိတ်ပြီးဆင်းပြီးထွက်သွားတဲ့အချိန်မှာ Rocky ကပောက်ကွဲပါလေခမည်းကတဲ့အထဲမှာအော်တာပေါ့နော်ခမည်းကျွန်တော်လူချင်းနေတဲ့အချိန်ပေါ့နော်လွန်ခဲ့10နှစ်လောက်ခရေရပေါ့နော်ခမည်းကျွန်တော်နားမှာကျွန်တော်ယုံကြည်မှုတွေပေးပြီးကျွန်တော် view ဆက်ခင်ကျွန်တော်အရန်အောင်မြင်တဲ့လက်ဝဲသမားဖြစ်မယ်ပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့ခမည်းကိုလိုအပ်ခဲ့တာလွန်ခဲ့တဲ့10နှစ်ခရေရပေါ့နော်ခမည်းအခုမှလာပြီးတော့ကျွန်တော်အခွင့်အရေးရတဲ့ပုံမှာခမည်းကဗာအမျက်ထုတ်ကျင်တာလားဘာလားညာလားပေါ့နော်သူအဲ့လိုမျိုးရှောက်ပြောဒေါသတွေတက်ထွက်တာပေါ့နော်သူ့ဂယူးမဆိုင်ခဲ့တဲ့လူကြီးကအခုမှလာပေါ့နော်သူဒေါသတွေပောက်ကွဲလို့လည်းဟိုမိုက်ကီကြီးကလည်းအတန်နေကြားတာပေါ့နော်အိမ်ဘောဆင်းသွားပြီဆိုပေမဲ့တကားပိတ်လိုက်တယ်ဆိုမှကြားပြီးတော့သူလည်းကိုနဲ့ပြန်တော့ပြီးအဲ့ချိန်မှာ Rocky ကပြန်ဆင်းလာပြီးတော့လက်ခံလိုက်တာပေါ့နော်ကျွန်တော်နီးပြပဲလှုပ်ပေးပါဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ချိန်မှာနီးပြဖြစ်လှုပ်ကောမိုက်ကီကြီးကအဲ့မှာ Rocky ကိုကောင်းကောင်း train ပါလေရောစကားကြီးအလုံးမခက်ချမ်းနေပြောဘယ်လိုလုပ်မင်းကဘာကောင်းညာကောင်းပြီးစူးစမ်းပါညာ Rocky ကလည်းလုံနိုင်တယ်အကောင်းဆုံး training လုပ်အကောင်းဆုံးစူးစမ်းပြီးအကောင်းဆုံးနေတယ် Adrian နဲ့တော့ main လေးနဲ့တော့မပတ်သက်နဲ့ main လေးနဲ့အရင်မရောနေဘူးပေါ့နော်ဘာလို့လဲဆိုတော့လက်ဝဲကာလာမှာ main ကလေးနဲ့တူနေဒူးချောင်းတယ်ပေါ့နော်အဲ့လိုမျိုးလက်ဝဲကာလာမှာနေလို့မရဘူးပေါ့နော်အဲ့ချိန်မှာအဲ့လိုမျိုးခဏတန်မှာ Rocky ကလည်းအကောင်းဆုံးပေါ့နော်ဒီ သူ့ရဲ့ training တိုင်းမှာအကောင်းဆုံးနေခဲ့Rocky ရဲ့ယူသားမှုတစ်ခုကိုကျွန်တော်အမှန်မြင်ရတာတစ်ခုပြောရမယ်ဆို Rocky ကို interview တစ်ခုမှာပေါ့နော် Apollo Creed နဲ့ပွဲတည်လိုက်ပြီဆိုတော့ Rocky ကို interview တွေဖြေခိုင်းတဲ့အချိန်မှာ Rocky က Adrian ကိုပေါ့နော် TV ကနေလမ်းစကားပြောတဲ့အခန်းတွေပေါ့နော် TV ကနေသူကောင်မလေးချစ်တော့တဲ့မလားလမ်းပြီးစကားပြောရိုးသားလူတယောက်ဖြစ်ကြောင်းကိုအိုက်စင်းလေးတွေပြတာပေါ့နော်ပြီးတော့သူ့ရဲ့နာမည်အကြောင်းမေးတာပေါ့နော်မင်းဒီအီတလီမြင်းရိုင်းဆိုတဲ့နာမည်ကိုဘာကြောင့်ပေးခဲ့တာသူကလည်းရိုးသားစွာနဲ့ပဲသူ့ကိုသူအီတလီမြင်းရိုင်းနဲ့တူတယ်ဘာညာအဲ့လိုမျိုးတွေမပြောဘဲနဲ့ကျွန်တော်ဒီနာမည်ကိုစဉ်းစားနေရပါတော့ဒီလိုနာမည်လှလေးကိုလွန်ခဲ့တဲ့10နှစ်လောက်ကဘယ်လိုပေးခဲ့တယ်ဘာညာပေါ့နော်သူကအဲ့လိုရိုးသားတာပဲပြောတော့အင်တာဗျူးတွေအကြိုက်တော့မတွေ့ဘူးပေါ့နော်သူရဲ့ရိုးသားမှုနဲ့အဲ့လိုမျိုးပုံစံမျိုးတွေအဲ့စင်းလေးတွေကရိုးသားမှုတွေမြင်ရတယ်ပေါ့နော်သူအဲ့မှာ training တွေကာရတွေလည်းပြီးသွားကောတကယ်လက်ဝဲထိုးမဲ့နေ့ကမနှက်ဖြန်ပေါ့နော်ဥမာဒီလိုညဘက်ကြီးဖြစ်နေတဲ့အချိန်မှာသူကလက်ဝဲကွင်းအောင်သွားအိတ်မပြောထိုးမဲ့ကွင်းကြီးကိုကြည့်ပြီးတော့သွားကြည့်ပြန်လာပြီးတော့ Adrian Grena ကိုသွားပြီး Adrian ကိုသွားလို့ငါတဲ့မနှက်ပြန်နိုင်မှာမဟုတ်ဘူးပေါ့နော်ဟိုကကမ္ဘာချန်ပီယံငါဘာကောင်းမှမဟုတ်ဘူးပေါ့ကမ္ဘာချန်ပီယံ तू အဲ့လိုမပြောတာအဲ့ဒီအချိန်မှာ तू ကတွေးဝေပြီးတော့ तू ဆုံးဖြတ်ချက်ပေါ့နော်သူရဲ့ဆုံးဖြတ်ချက်ကဘာလဲဆိုတော့င
ငါတဲ့အချီပြေးပေါ့နော်အဲ့အချိန်မှာ15ကြီးတောင်ပါဗျာရုပ်ရှင်ထဲမှာလက်ဝဲထိုးတာ15ကြီးဗျာသိလားအဲ့15ကြီးပြေးအချီပြေးထိုးနိုင်အောင်လို့ငါထိုးမယ်တဲ့ငါမနိုင်ဘူးဆိုတာငါသိတယ်ဒါပေမဲ့ငါဘာကောင်လဲပေါ့နော်ငါဘယ်လောက်ထိလုံနိုင်လဲငါလုံနိုင်တယ်ဆိုတော့သူအရတော့အကောင်လုံးပြမယ်ပေါ့နော် area လည်းပြောတယ်ရှင်အကောင်စူးစမ်းနေတာပဲတဲ့အားနဲ့သူညဘက်အိတ်ကောနောက်နေ့မနေ့ကျပွဲစတဲ့အချိန်မှာသူကတော့ရိုးသားစွာပဲပေါ်လီရဲ့ဘယ်လောက်ထိရိုးသားစွာလဲဆိုရယ်ပေါ်လီပေါ့နော်သူရောက်ဖပေါ်လီကသူ့ကြောကုန်းမှာကြော်ညာကြီးကတ်ထားတာဟိုပတ်စံရတယ်ပေါ့နော်ကတ်သွားတော့ဒီကြော်ညာပါတဲ့အင်ကြီးနဲ့တက်သွားစင်းပေါ်တက်ပြီးရိုးသားစွာပဲသူကပွဲမှာစောင့်အဲ့အချိန်မှာဟိုဘက်ကကျတော့အပိုလိုခရီကတကယ်ချမ်းသာတဲ့ယုံကြည်မှုကြီးရဲ့လူတစ်ယောက်ဆိုတော့သူကအမှအမေရိကန်သမ္မတဟောင်းပုံစံမျိုးနဲ့သူကအဲ့လိုမျိုးလာတဲ့ဝစ်စင်လာတဲ့ပတ်စံတွေကိုကျဲတယ်တုံးကဖြောပြေးဆန်ဆန်ကြီးဝင်လာတယ်ပေါ့ဝင်လာပြီးတော့ပွဲရလဲသူတက်ကဖြောပြေးလို့မျိုးပဲပေါ့နော်သူကချန်ပီယံဆိုတော့တာလေးပေါ့နော်ထိုးနိုင်တယ်ပေါ့သူအဲ့လိုမျိုးနဲ့တွားပြီးတော့စင်ပေါ်မှာထိုးပထမပွဲစားတယ်ပထမအချီမှာထိုးတယ်ပထမအချီမှာကလေးကရိုကီကတကယ်ကျုံးမလိုက်တစ်ချက်ထိသွားအပိုလိုခရီတကယ်နာသွားအပိုလိုခရီအဲ့ကြမှာဖြောပေးမဆန်တော့ဆိုတာ तू သိသွားပြီးတော့ तू ကအရင်ကတော့ဖြောပေးနဲ့ပတ်သက်တာတွေပဲ तू ကလို့စီမံခဲ့တာလက်ဝဲနဲ့ပတ်သက် training တွေပါတော့အရင်အာယုံခ ्यू တွေပါတိတ်မဆိုင်ဘူးเนาะ तू ရဲ့နောက်ဆုံးပွဲလေးဖြစ်တော့အဲ့လိုမျိုးနေတော့အဲ့ကြမှာ तू Rocky ကိုထိုးအောင်လို့ဖြစ်တော့Rocky ကိုအတီမှတ်ပြီးတော့ तू ကတတ်မှတ်လိုက်တာပွဲစင်ပေါ်ရောက်တော့မှအဲ့မှာထိုးကြတဲ့အချိန်မှာ Rocky ကလည်းခံနိုင်ရရှိနေတယ်ထိုးတယ်မောက်တယ်အပြန်လန်မောက်ကြတာပေါ့เนาะအပြန်လန်မောက် Rocky ကရှုံးမလို့နဲ့ရအောင်ကုန်းယုံထအဲ့လိုလက်ကလေးမြောက်ပြီးတော့ဟိုအချီပေါ့နော်ဟို1 2 3 4 5 6 9 10အဲ့လိုမျိုးကြီးနေတဲ့အချိန်မှာရအောင်ကုန်းယုံထပြီးသူအဲ့လိုသူ့ခံနိုင်ရောအကောင်းကြိုးစားပြီးသူထအကုန်လုံးမျက်နှာတွေ2ယောက်လောက်ဆုပ်ပြတ်တတ် Rocky ဆိုရင်မျက်ခုံးတွေပါတွေတော့ညှက်ပစ်လိုက်ရတယ်မျက်ခုံးဒီမျက်တောင်ပေါ့မျက်ခုံးပေါ့နော်အဲ့မျက်ခုံးသားလေးတွေကိုကတ်ကြီးနဲ့ညှက်ပြအဲ့လိုမျိုးတွေဖြစ်လာဆုပ်ပြတ်တတ်ပြီးထိုးပြီးတော့မှ15ကြီးပြည့်တဲ့အချိန်မှာနောက်ဆုံး15ကြီးမြောက်မှာတော့မှ Rocky ကအပိုလိုနိုင်မလို့ဖြစ်တယ်အမှ15ကြီးကပြည့်သွားအချိန်မှာအမတ်စင်းနဲ့ခွဲလိုက်တဲ့အခါမှာအပိုလိုခရီးကနိုင်ဝါအချိန်မှာအဲ့အချိန်မှာអော်ကြတယ်ဗောနော် Rocky ကိုဒီပွဲကိုဗောနော်သုံးသက်တဲ့လူတွေကဒါနောက်ထပ်မချီပွဲတော့ဖြစ်သွားနိုင်တယ်ဗောနော်ဒီအခြေအနေရဗောနော်ဒီဘက်ကဒီ Rocky ကလည်းအရန်ကျန်းတယ်ဗောနော် Rocky Balboa ဆိုတဲ့လူကလည်းအရန်ကျန်းတယ်ဗောနော်အဲ့လိုမျိုးတွေပါတော့អော်နေပေမဲ့သူခေါင်းထဲမှာတော့စိတ်ဝင်စားပါဘူးသူခေါင်းထဲမှာသူ Adrian ဗောနော်သူချစ်တဲ့ကောင်မလေးသူရွယ်ချက်ကလည်း15ကြီးပြည့်အောင်ထိုးမှဆိုတာပြည့်သွားတဲ့အတွက်သူပျော်ပြီးတော့ Adrian ဆိုတဲ့နာမည်ကိုခေါ်ရင်းနဲ့ပဲဇလန်းလေးပြီးသွားတယ်ဒီနောက်ပိုင်းကတော့တေချာပေါက်ပါပဲဒီ Rocky နံပါတ်2တို့ဘာတို့မှာတော့တေချာပေါက် Rocky နာမည်ကြီးသွားပြီပေါ့နော်ဘာလို့လဲဆိုတော့ကမ္ဘာချန်ပီယံကိုအချီပြေးထိုးနိုင်ခဲ့ကမ္ဘာချန်ပီယံကလည်းသူ့ကိုအဲ့လောက်ချီပြေးထိုးနိုင်ခဲ့လို့မရှိဘူးတမိုင်းမှာအဲ့လိုမျိုးဖြစ်ခဲ့တယ်ဆိုတော့ Rocky ကတကယ်နာမည်ကြီးသွားတယ်လက်ဝဲသမားဖြစ်သွားပြီအဲ့လိုမျိုးပေါ့နော်ဇလန်းကRocky နံပါတ်1မှာတင်အညာတယောက်ဘွားကနေပြီးတော့ဒီအောင်မြင်တဲ့လူတယောက်ဖြစ်ကိုအခွင့်အရေးကိုအကောင်းဆုံးတုံးချပြီးတော့ဖြစ်လာခဲ့တယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ပြင်းမြင်တယ်အဲ့ဒီဇလန်းနဲ့လည်းအခုချိန်မှာကျွန်တော်ဂျိုရှူအာပန်ကိုသတိရတယ်ပေါ့နော်ဂျိုရှူအာပန်လည်းအဲ့လိုမျိုးပဲပေါ့နော်ညာတဘွားတယောက်ကနေပြီးတော့ဒီတာမန်ပဲပေါ့နော်ကျွန်တော်တို့ချင်းပြည်နယ်ကတာမန်လူငယ်တယောက်ကအခုလိုမလေးရှားတို့ဘာတို့နော်သူဖြတ်တန်းခဲ့တဲ့အရာတွေဒီအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ refugee ဘွားတွေနဲ့ဖြတ်တန်းခဲ့ပြီးတော့အခုချိန်မှာသူအကောင်းဆုံးအရန်အောင်မြင်နေတဲ့လူတစ်ယောက်ဖြစ်သွားတယ်ပေါ့နော်ကျွန်တော်အဲ့ဒါမျိုးကိုစိတ်ခွန်အားလည်းရစေခြင်းနဲ့ပြီးတော့လက်ဝဲဒီဂျိုရှူအာဘန်လက်ဝဲပွဲတွေကိုလည်းကြည်ပေါ့နော်ကြည်နေဒီလိုအခု Rocky တို့ရုပ်ရှင်ကားတွေကိုလည်းကြည်စေခြင်းပါတယ်ဗျအားလုံးပဲဒီနေ့တော့ဒီလောက်ပါပဲခင်ဗျ